ဒါကတော့ mountain goat လို့ခေါ်တဲ့ကဘာပေါ်မှာတတိအရှိဆုံးလို့နာမည်ကြီးတဲ့တောင်စိတ်တွေပဲထည့်ပါတယ်လူတွေဆိုရင်ကြည်ုံတဲ့တင်ခေါင်းမိုးသွားလောက်တဲ့မဆောက်လုံးနဲ့ကြောက်ကဘာတွေဟာဒီအကောင်လေးတွေအတွက်တော့တာမန်လမ်းလျှောက်နေကြလမ်းတစ်ခုလိုပါပဲဒီတောင်စိတ်မျိုးစိတ်တွေဟာမြောက်အမေရိကတိုက်ကမြင်မားတဲ့တောင်တန်းတွေပေါ်မှာနေထိုင်ကြတာပါချောကြည့်နေတဲ့ကြောက်တုံးတွေအေးဆက်တဲ့ရာဒီဥတုနဲ့လမ်းလျှောက်ဖို့တောင်မရှိတဲ့နေရာမျိုးတွေမှာနေထိုင်ရပေမယ့်တဘာဝတရားကြီးကဒီတတဘာလေးတွေရဲ့ခန္ဓာကိုယ်ကိုဒီလိုပတ်ဝန်းကျင်မျိုးအတွက်တီးတန့်ဖန်တီးပေးထားတာဖြစ်ပါတယ်ဒီတောင်စိတ်လေးတွေရဲ့ခွာတွေဟာတခြားသတိဆိုင်တွေလိုမာဆက်ဆက်ကြီးမဟုတ်ပါဘူးအပြင်ဘက်ကကြောက်တုံးတွေကိုမြဲမြန်စုပ်ကိုင်နိုင်ဖို့မားကြော်ပြီးမယ်အတွင်းဘက်ကတော့ရာဘာလိုမျိုးနူးညံ့ပြီးပျော်ပြောင်းပါတယ်ဒါကြောင့်ပဲမယုံနိုင်စရာကောင်းလောက်အောင်တင်းငယ်တဲ့နေရာလေးတွေမှာတောင်ဟန်ချက်ညီညီရနိုင်တာပါဒါအပြင်တန်မာတဲ့ခြေထောက်တွေနဲ့ကြောက်တောင်တဲခုကိုတိတိကျကျခုန်ကူးနိုင်တာဖြစ်ပါတယ်တချို့အချိန်တွေမှာဆိုရင်90ဒီဂရီနီးပါးမတ်ဆောက်တဲ့ကြောက်ကဘာတွေပေါ်မှာရက်နေတဲ့ဒါကြောင့်ခြေတလန်းမှားတာနဲ့ဘလူးရှင်တန်မလဲဆိုတာကြည့်နေတဲ့သူတွေအကြရင်တထိတ်ထိတ်ပါပဲဒါပေမဲ့ဒီလိုအသက်အန္တရာယ်ကိုယင်တီလုံးနေတာဟာတာမန်ဆော့ကစားနေတာမဟုတ်ပါဘူးတဘာဝလောကကြီးမှာဒီလိုအန်ဒီရဲ့များတဲ့နေရာတွေဟာသူတို့အတွက်တော့အလုံးခြုံဆုံးနေရာတွေဖြစ်နေလို့ပါဘာလို့လဲဆိုတော့တော်ခွေးတွေဒါမှမဟုတ်ဝဲဝမ်းတွေလိုအသားစားတတဝါတွေဟာသူတို့နောက်ကိုလိုက်မတက်နိုင်လို့ပါပဲနောက်ပြီးဒီလိုမြင့်မာတဲ့ကြောက်ကဘာတွေပေါ်မှာသူတို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စားလိုမျိုးအရေးကြီးတဲ့သတ္တုဓာတ်တွေရှိနေတာကြောင့်တခြားဘဲတရက်ဆန်မှာမစွန်စားရတဲ့နေရာတွေကိုသူတို့ကတက်သွားကြတာဖြစ်ပါတယ်တောင်စိတ်လေးတွေဟာလည်းငငယ်လေးကတကယ်ကတောင်တက်တာကိုသိနေကြရပါတယ်ဘာလို့လဲဆိုတော့ဒီလိုပတ်ဝန်းကျင်မျိုးမှာဟန်ချက်မချိန်နိုင်ရင်အသက်ရှင်ဖို့မလွယ်ကူလို့ပါပဲဒါကြောင့်ကျွန်တော်တို့ကြည့်ရင်ရင်တုံးစရာကောင်းတဲ့ခြေလမ်းတိုင်းဟာသူတို့အတွက်တော့မွေးကလေးကလေ့ကျင့်လာရတဲ့ရှင်သန်မှုအသက်ပညာတွေပဲဖြစ်ပါတယ်ဒါကြောင့်လေတောင်စိတ်တွေကိုကဘာပေါ်မှာတက်တီအရှိဆုံးနဲ့အန်တိုစရာကောင်းဆုံးသက်တော်တွေကတမျိုးအဖြစ်သတ်မှတ်ကြတာပါသူတို့အတွက်တော့မဆောက်တဲ့ကြောက်ကဘာတွေဟာအဟံအသားမဟုတ်ပဲသူတို့ရဲ့အင်္ဂါပဲဖြစ်ပါတယ်